ရှိတော့ငါတီတာဆိုတဲ့မင်းသမီးလေးတယောက်ရှိပါတယ်သူကရမ်းကိုချော်ရမ်းကိုလှတာပေါ့ဝင်းကျင်မှာရှိတဲ့မင်းသားဘယင်းနေရဆိုလို့ရှိရင်မဲတီတာလေးကိုလိုချင်ကြတယ်သူကလည်းပညာလေးသင်ပြီးလို့အရွယ်ရောက်တဲ့ခါမှာတော့သူ့ရဲ့ဖခင်ခမည်းတော်ကြီးကနေပြီးတော့မဲတီတာလေးကိုတင့်တော်တဲ့လူနဲ့အိမ်အောင်ပြုတ်ပေးမယ်လက်ထက်ခွင့်ပြုမယ်ဆိုပြီးတော့သူနဲ့တင့်တော်တဲ့လူကိုရှာဖို့အတွက်ပြိုင်ပွဲတစ်ခုလုပ်တယ်အဲ့ပြိုင်ပွဲကတော့မြားပစ်ပြိုင်ပွဲဖြစ်တယ်တန်မကြီးမားလေးလံနဲ့လေးကိုတင်ပြီးတော့ပြစ်ရမှာဖြစ်တယ်ဒီလိုနဲ့သူတို့ကဖိတ်စာရေးပြင်ဆင်ကြတယ်မဲတီတာလေးရဲ့ပုံရှေ့ခေတ်ကတော့ဒီလိုပဲဖိတ်စာတိုင်းမှာသူ့ရဲ့ပုံပကြီးဆွဲပြီးတော့ဖိတ်စာရေးပို့တယ်ပို့တဲ့အခါမှာဖိတ်စာတစ်ခုကဘယ်ကိုရောက်သွားလဲဆိုတော့တော်ရဲမှာတရားကျင့်နေတဲ့ရသေးတပါးစီကိုရောက်သွားတာပေါ့အဲဒီရသေးရလဲဖိတ်စာကိုကြည့်ပြီးတော့ငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့ဖိတ်စာကိုအဝေးကိုလှုပ်ပစ်လိုက်တော့တယ်တဲ့အခါမှာအဲ့ဖိတ်စာလေနဲ့လွင်းသွားပြီးတော့ဘယ်ကိုရောက်သွားလဲဆိုတော့မြေကမ်းဘေးကိုကျပြီးတော့ဘလူးတွေရဲ့ဘရင်တတဂီရီကအဲ့ဖိတ်စာကိုတွေ့သွားဖိတ်စာရဲ့ဓာတ်ပုံကိုကြည့်ပြီးတော့တတဂီရီကမဲတီတာလေးကိုရမ်းကိုသဘောကျသွားဒီပြိုင်ပွဲကိုဝင်ပြိုင်မယ်ဆိုပြီးတော့သူကအဲ့ဖိတ်စာကိုယူပြီးတော့မဲတီတာလို့ရှိတဲ့တိုင်းပြည်ကိုလာခဲ့တာပြိုင်ပွဲကိုရောက်တဲ့အခါမှာတတဂီရီကိုပေးမဝင်လို့ဂိဝါမှာပြဿနာတက်ကြသေးတယ်ဒါပေမဲ့တတဂီရီကတော့ဖိတ်စာပါတယ်ဆိုပြီးတော့အတင်းကိုပဲတွန်းထိုးပြီးတော့ပြိုင်ပွဲတွင်းကိုဝင်ရောက်လာခဲ့တယ်ပြိုင်ပွဲစရဲဆိုလို့ရှိရင်ပြိုင်ပွဲဝင်ညာတဲ့မင်းသားတွေရာဆိုလို့ရှိရင်ဘယ်သူမှဒီလေးကိုမမနိုင်ကြဘူးတဲ့ဒီလေးရအင်တန်မှကိုကြီးမားပြီးတော့လေးလံတာပေါ့နောက်ဆုံးဘယ်သူမှမနိုင်မဲလို့မရှိတဲ့အခါမှာတော့တတဂီရီကနေပြီးတော့သူ့အလှည့်ကိုရောက်တဲ့အခါမှာလေးကိုမှားပြလိုက်တယ်လူတွေအားလုံးကအံ့ဩသွားကြဒီလိုနဲ့တတဂီရီကလေးကိုတင်ဖို့ကြိုးစားတဲ့အခါမှာတော့သူ့ရဲ့အားနဲ့မရဘူးမတင်နိုင်ဘူးတဲ့ဒါပေမဲ့တတဂီရီကဘာပဲဖြစ်ဖြစ်တခြားလူတွေကလေးကိုမတော့မမနိုင်ဘူးဆိုတော့ဒီပြိုင်ပွဲကိုနိုင်ရတဲ့သူကငါပဲဖြစ်တယ်ဆိုပြီးတော့ပြောပြီးတော့မဲတီတာလေးကိုလက်ထပ်ဖို့အတွက်ခွင့်တောင်းတယ်အဲ့ချိန်မှာပဲယာမနဲ့လက္ခဏာတို့ရဲ့ဆရာရသေးရဆိုလို့ရှိရင်ကဲယာမနဲ့လက္ခဏာတို့မင်းတို့ဝင်ပြိုင်မှုအချိန်ရောက်ပြီဆိုပြီးတော့ပြောလိုက်တယ်အဲ့လိုပြောရဆိုလို့ရှိရင်ယာမဆိုလို့ရှိရင်ကဲညီတော့လက္ခဏာမင်းဝင်ပြိုင်လိုက်ဆိုပြီးတော့ညီငယ်ကိုဦးစားပေးတဲ့အနေနဲ့အရင်ပြိုင်ခိုင်းလိုက်တယ်အဲ့တော့လက္ခဏာကလည်းပြိုင်ပွဲတွေကိုဝင်သွားပြီးတော့လေးကိုမတယ်ဒါပေမဲ့လေးကျိုးတော့မတင်ဘူးတဲ့သူ့ရဲ့နောင်တော်အကိုတော်ယာမကိုဦးစားပေးတဲ့အနေနဲ့လေးကိုမယုံမဲ့မပြီးတော့ပြန်ချထားခဲ့လိုက်တော့တယ်အဲ့ဒီကာမှာဆိုလို့ရှိရင်ယာမဟာဒီပြိုင်ပွဲမှာလက္ခဏာကလည်းလေးကိုပြအောင်မတင်ခဲ့တဲ့ကြောင့်သူကမဖြစ်မနေပြိုင်မှုဖြစ်လာတော့တယ်ဒီလိုနဲ့ယာမလည်းပြိုင်ပွဲဝင်ပြီးတော့လေးညို့တင်ပြီးတော့တတဂီရီကိုချိန်လိုက်တယ်ဆိုရင်တတဂီရီကထွက်ပြေးသွားပါတော့တယ်ဒီလိုနဲ့ယာမနဲ့လက္ခဏာတို့မဲတီရာဟိုဟာဆိုလို့ရှိရင်သူတို့ရဲ့နိုင်ငံကိုပြန်ကြတယ်ပြန်တဲ့အခါမှာလမ်းမှာတောအုပ်တစ်ခုကိုဖြတ်သွားတာပေါ့တဲ့အဲ့တောအုပ်ကိုဖြတ်သွားတယ်ဆိုရင်တတဂီရီကသူတို့ကိုတွေ့ပြီးတော့အကောက်ကျန်မှုလုပ်တယ်တတဂီရီက
ရွှေသမင်အောင်ဆောင်ပြီးတော့မဲတီတာရဲ့အနာကိုကပ်ပြီးတော့ရွှေသမင်လေးအောင်ဆောင်ပြီးဟိုသွားလိုက်ဒီသွားလိုက်နဲ့လို့တယ်အဲ့ဒါနဲ့မဲတီတာကလည်းရွှေသမင်လေးကိုသဘောကျပြီးတော့သူရဲ့မောင်တော်ယာမကိုရွှေသမင်ကိုဖမ်းဖို့အတွက်ပူဇော်တာပေါ့ရွှေသမင်လေးဖမ်းပေးပါဆိုပြီးပြောတယ်ဒီလိုနဲ့ယာမလည်းရွှေသမင်နောက်ကိုလိုက်ခဲ့ဒါပေမဲ့တတဂီရီကနေပြီးတော့ရွှေသမင်အောင်ဆောင်တာဖြစ်တဲ့အတွက်ကြောင့်ယာမကိုမျက်စိလေလမ်းမအောင်တော်ရဲကိုပတ်ခေါ်သွားပြီးတော့သူကလမ်းမအောင်လုပ်ခဲ့တယ်ဒီလိုနဲ့ယာမလည်းတော်ရဲမှာမျက်စိလေလမ်းမှားပြီးတော့မပြန်နိုင်အောင်ဖြစ်နေခဲ့တယ်အဲဒီခါမှာတော့မဲတီတာညီတော်လက္ခဏာယာမကိုလိုက်ရှာပါအောင်ယာမတော်ရဲကိုရွှေသမင်နောက်ကိုလိုက်သွားတာတော်တော်ကိုကြားနေပြီးပြန်မလာနိုင်ဘူးစိုးရင်ရတယ်ဆိုပြီးတော့လက္ခဏာကိုလှည့်လိုက်တာပေါ့ဒီခါမှာလက္ခဏာလည်းမတက်တာတော့ပဲနဲ့ကဲလိုက်သွားပါမယ်မဲတီတာအနေနဲ့ဒီစီးကိုမကြော်ပါနဲ့ဆိုပြီးတော့မဲတီတာခဏတဲနေတဲ့တဲလေးရဲ့အပြင်ဘက်မှာစီဝိုင်းပြီးထားခဲ့တယ်ဒီစီဝိုင်းတွင်ကိုဘယ်သူမှမဝင်နိုင်အောင်လို့သူ့မှာရှိသမျှအစွမ်းနဲ့ကာဝယ်ပေးထားခဲ့တယ်ဒါကြောင့်စီဝိုင်းအပြင်ကိုမထွက်ပါနဲ့ဆိုပြီးမဲတီတာကိုတေချာမှာခဲ့တယ်လက္ခဏာထွက်သွားရဲဆိုရင်ပဲတတဂီရီယာဒီတစ်ခါတော့ရဟန်းရောင်ဆောင်ပြီးတော့ပြန်ရောက်လာတာပေါ့ပြန်ရောက်လာပြီးတော့မဲတီတာကိုအလှခံတယ်ဒီလိုအလှခံတယ်ဆိုရင်မဲတီတာကလှူဒန်းကျင်တာကြောင့်တတဂီရီကိုကဲတဲတွင်းတို့ကြွပါလို့ဖိတ်ခေါ်ခဲ့တတဂီရီယာဒီမှာစီးရှိတဲ့အတွက်ကြောင့်ကျွန်တော်တွင်းကိုဝင်လို့မရပါဘူးဒါကြောင့်အရှင်မင်းသမီးသာအပြင်ဘက်ကိုထွက်ပြီးတော့လူရမ်းပါလို့ပြောတယ်အဲ့ခါမှာမဲတီတာလည်းစီးပင်ကိုထွက်ပြီးတော့လူရမ်းတာဒီလိုမျိုးအစီးပင်ကိုထွက်လိုက်ပြီဆိုရင်ပဲတတဂီရီယာနေပြီးတော့မဲတီတာကိုလက်ကိုဆွဲပြီးတော့တင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားတော့တယ်သူကသူ့မှာရှိတဲ့ပန်းရထားပေါ်ကိုအတင်းဆွဲတင်ပြီးတော့သူ့ရဲ့နိုင်ငံဘလူးတွေရဲ့တိုင်းပြည်ကိုပြန်มาလေတော့မဲတီတာလည်းသူဖြစ်သမျှကိုပေါ်ဝါပေါ်မှာတင်းစကားပါပြီးတော့အဲ့ပေါ်ဝါကိုလမ်းမှာပဲပြစ်ချခဲ့တယ်ယာမနဲ့လက္ခဏာတို့သူတို့တဲနေရာကိုပြန်ရောက်တဲ့အခါမှာမဲတီတာကိုရှာမတွေ့ခဲ့တော့နောက်ဆုံးမှာတော့သူတို့ကပဝါလေးကိုတွေ့ပြီးတော့တတဂီရီဖမ်းသွားမှန်းသိသွားတော့ဒီခါမှာတော့ယာမနဲ့လက္ခဏာတို့ဟာသူတို့ရဲ့တိုင်းပြည်ကိုပြန်ပြီးတော့သူတို့မှာရှိတဲ့စစ်တပ်အင်အားကိုတုံးပြီးတော့ဘလူးတွေရဲ့တိုင်းပြည်ကိုချီတက်ပါတော့တယ်လမ်းမှာလည်းဟန်နုမာမြောက်မင်းနဲ့တွေ့ပြီးတော့ဟန်နုမာမြောက်ရဲ့တပ်ဖွဲ့မြောက်တပ်ဖွဲ့ဝင်တွေရပါဘလူးတွေရဲ့တိုင်းပြည်ကိုစစ်ကူအနေနဲ့ဝင်ရောက်တိုက်ခိုက်ကြတယ်နောက်ဆုံးမှာတော့ယာမတို့စစ်နိုင်သွားပြီးတော့မဲတီတာကိုပြန်လဲကယ်ဆယ်နိုင်ခဲ့တာပေါ့ဒီလိုနဲ့မဲတီတာနဲ့ယာမတို့ဟာဆိုလို့ရှိရင်တဲလုံးပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင်သွားကြပါတော့တယ်ပုံမြင်လေးရတော့ဒါပါပဲကွ